for by any Taylor မှာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဆရာရင်လုပ်ပေးသွားချင်တာကတော့ speaking pattern လေးတစ်ခုဖြစ်တဲ့ I'm trying သုံးပြုပုံလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးအသုံးဝင်တဲ့ speaking pattern usage နဲ့ grammar video လေးတွေကိုကြာခဏတင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့နော် The phrase I'm trying is used to describe an action or effort that we are currently making or attempting to do. I'm trying speaking pattern လေးကိုကျမတို့လက်ရှိပြုလုပ်နေတာဒါမှမဟုတ်စူးစမ်းနေတာကိုဖော်ပြဖို့အတွက်အသုံးပြုလေးရှိပါတယ် It often implies that the task is challenging or requires effort. စိန်ခေါ်မှုတွေရှိနေတယ်ဒါမှမဟုတ်စူးစမ်းအထောက်ဖို့လိုအပ်နေတဲ့အလုပ်တွေကိုရည်ညွှန်းချင်တဲ့အခါမှာမကြာခဏအသုံးပြုလေးရှိပါတယ်ရှင် I'm trying ရဲ့နောက်မှာတော့ to plus infinitive verb ဒါမှမဟုတ် verb ing လိုက်လေးရှိပါတယ်ရှင်ပို့ပြီးရှင်းလင်းတော့အောင်ဥပမာစာကြောင်းလေးတွေကြည့်ကြရအောင်ဒါဆိုရင် I'm trying ရဲ့နောက်မှာ to plus infinitive verb လိုက်ပုံလေးကိုအရင်ကြည့်ကြရအောင် I'm trying to learn English ငါအင်္ဂလိပ်စာသင်ဖို့ကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to fix my bike ငါစပင်းကိုငါကြိုးစားပြီးပြင်နေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to understand this problem ဒီပြဿနာကိုနားလည်ဖို့ငါကြိုးစားနေတယ်ဆက်ပြီးတော့ I'm trying ရဲ့နောက်မှာ verb ing လိုက်ပုံလေးကိုကြည့်ကြရအောင် I'm trying learning a new skill ငါ skill တစ်ခုကိုကြိုးစားသင်ယူနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying cooking a new recipe ငါဟင်းချက်နေအသစ်တစ်ခုကိုကြိုးစားပြီးချက်နေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying improving my grades ငါအဆင့်တွေတိုးတက်လာအောင်ငါကြိုးစားနေတယ်အခက်အခဲစိန်ခေါ်မှုနဲ့ပတ်သက်ပြီးပြောထားတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင် I'm trying to finish this project on time ဒီ project ကိုအချိန်မီပြီးအောင်ငါကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to quit smoking ငါဆလိပ်ဖြတ်ဖို့ကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to save money ငါပတ်စံစုဖို့ကြိုးစားနေတယ်ရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်ပြီးပြောထားတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင် I'm trying to become a better person ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့ငါကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to get a promotion at work အလုပ်မှာရာထူးတိုးဖို့ငါကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to pass the exam ငါစာမေးပွဲအောင်ဖို့ကြိုးစားနေတယ်နေ့စဉ်လုပ်နေကြအလုပ်တွေနဲ့ပတ်သက်ပြီးပြောထားတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင် I'm trying to wake up early မနက်စောစောထားဖို့ငါကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to eat healthier ကျမရဲ့အတွက်ပိုကောင်းတဲ့အစားအစာတွေစားဖို့ငါကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to stay organized ငါစနစ်တကျနေဖို့ကြိုးစားနေတယ် relationship တွေနဲ့ပတ်သက်ပြီးပြောထားတဲ့ဥပမာလေးတွေကိုဆက်ပြီးကြည့်ကြရအောင် I'm trying to be a good friend တကယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ငါကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to understand my partner ငါအဖေကိုနားလည်ဖို့ကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm trying to improve my communication skills စကားပြောစွမ်းရည်တိုးတက်ဖို့ငါကြိုးစားနေတယ် We can also use the negative form to indicate that we are not making an effort to do something ကျမတို့မကြိုးစားဘူးလို့ပြောချင်တဲ့အခါမျိုးမှာဆိုရင်တော့ I'm trying ကိုအငြင်းပုံစံပြောင်းပြီးလည်းအသုံးပြုလို့ရပါတယ်ရှင် I'm trying ကို negative အငြင်းပုံစံနဲ့သုံးမယ်ဆိုရင် I'm not trying to argue with you ငါမင်းနဲ့အငြင်းခုန်မလုပ်ဖို့ကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm not trying to be rude မြန်ဆိုင်မိဖို့ငါကြိုးစားနေတယ်နောက်တစ်ကြောင်းကြည့်ကြရအောင် I'm not trying to give up ငါလက်မလျှော့ဖို့ကြိုးစားနေတယ် I'm trying ရဲ့အသုံးပြုပုံလေးတွေကိုပို့ပြီးမှတ်မိသွားအောင် recap အနေနဲ့ပြန်ကြည့်မယ်ဆိုရင် I'm trying speaking pattern လေးကိုကျမတို့လက်ရှိပြုလုပ်နေတယ်ဒါမှမဟုတ်စူးစမ်းနေတာတွေကိုဖော်ပြဖို့အတွက်အသုံးပြုလေးရှိပါတယ် I'm trying ရဲ့နောက်မှာတော့ to plus infinitive verb ဒါမှမဟုတ် verb ing အမြဲတမ်းလိုက်ပါတယ်ရှင် Learning something new တခုခုကိုသင်ယူဖို့စူးစမ်းနေတယ်လို့ပြောချင်ရင် I'm trying to learn English ငါအင်္ဂလိပ်စာသင်ဖို့စူးစမ်းနေတယ် Physics or solving ပြဿနာတစ်ခုခုကိုဖြေရှင်းဖို့စူးစမ်းနေတယ်လို့ပြောချင်ရင် I'm trying to fix my bike ငါစပင်းကိုစူးစမ်းပြီးပြင်နေတယ် Achieving goals ရည်မှန်းချက်ပန်းတိုင်နဲ့ပတ်သက်ပြီးပြောချင်ရင်တော့ I'm trying to pass the exam ငါစာမေးပွဲအောင်ဖို့စူးစမ်းနေတယ် Daily tasks
နေ့စဉ်လုပ်နေကြအလုပ်တွေနဲ့ပတ်သက်ပြီးပြောချင်တယ်ဆိုရင် I'm trying to wake up early ငါမနက်စောစောထားဖို့ကြိုးစားနေတယ် relationships တွေနဲ့ပတ်သက်ပြီးပြောချင်တယ်ဆိုရင်တော့ I'm trying to be a good friend ငါတကယ်ချင်းကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ် negative form I'm trying ကို negative အငြင်းပုံစံနဲ့သုံးမယ်ဆိုရင် I'm not trying to argue ငါအငြင်းခုံမလုပ်ဖို့ကြိုးစားနေတယ်စသဖြင့်အသုံးပြုလို့ရှိပါတယ်ရှင်ဒီလောက်ဆိုရင်နားလည်ရှင်းလင်းသွားကြပြီလို့မျှော်လင့်ပါတယ်အားလုံးဆင်ပြေကြပါစေရှင်ဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ် bye